မင်္ဂလာပါဒီနေ့ဖတ်ပြပေးသွားမှာတော့ဆရာမြင့်တန်းရေးတဲ့မျိုးကြီးပြကြီးကဝတ္ထုများစာအုပ်ထဲမှာဝတ္ထုတို့တစ်ပုဒ်ကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်လေကိုအမွေဆက်ခံဝင်ရှိသူ He who brings troubles on his family will inherit only win Proverbs 11:29တင်းကျော်သေးပြီလို့ပန်းမောင်ကလာပြီးပြောတယ်ဒီတော့ငါကဘာလုပ်ရမှာလဲဆိုတော့ဟုတ်ဒီကောက်မှာငိုမဲလူလည်းမရှိဘူးအာသူဘချပေးမဲ့လူလည်းမရှိဘူးလို့ပြောပြီးဘာမှဆက်မပြောဘူးကျွန်တော်ကသူဘာဆက်ပြောအောင်မလဲလို့စောင့်နေတယ်စိတ်မချမ်းမသာဖြစ်နေပုံရတဲ့အကြားကသူ့ဝတိအတိုင်းပောက်တက်ကရကလေးပါလာတယ်ခုမှတော့ကွာတင်းချိုင်းစီလည်းသူ့ဘာသာထပြီးမရှောင်နိုင်တော့ဘူးလို့ပြောတယ်ပြီးတော့သူ့ဘာသာပြုံးတယ်ဟိုကောင်တွေကပြောပြီးပြီလားဆိုတော့ပြီးပြီအတော်ကြာဒီကိုလာကြလိမ့်မယ်လို့ပြောတယ်ဒီလာလို့ဘာလုပ်ရမှာလဲငါတေတာမှမဟုတ်ပဲလို့ပြောတော့ပန်းမောင်ကဒီကနေသွားကြမယ်လေကွာတဲ့ပန်းမောင်ကအဲ့ဒီလိုမျိုးကောင်းတင်းကျော်ကိုလည်းသူကအဆောင်ရှောက်ဆုံးတင်းကျော်နဲ့ကျွန်တော်ကမတွေးဖြစ်ဆုံးတခါကသူနဲ့တွေ့တော့စကားပြောကြဆိုကြရင်သူ့လှုပ်ပေါက်တွေကိုမကြိုက်လို့မင်းဒီအချိုးတိုင်းသာဆိုရင်တေမင်းမတော်ဘသူမှလာမှာမဟုတ်ဘူးလို့ကျွန်တော်ကပြောထည့်လိုက်ဘူးတယ်အဲ့ဒီတုန်းကသူကမျက်နှာငယ်လေးနဲ့မင်းတော့လာမှာမဟုတ်လားလို့မေးတယ်စိတ်ဆိုးနေပြီလေသူမျက်နှာကိုကြည့်ပြီးစိတ်ထဲမှာတမျိုးဖြစ်သွားလို့ပြုံးပြီးနောက်တလူပြောင်းတယ်လို့နဲ့လာမှာပေါ့ကွာလို့ပြောလိုက်တယ်ခုတော့ဘသူသွားမသွားကျွန်တော်သွားရမလို့ဖြစ်နေတယ်မကြခင်ပဲအုံးမောင်နဲ့ဖြူလေးရောက်လာတယ်ဖြူလေးကားနဲ့ဘိန်းလေးလုံးစလုံးမောင်းလို့ရတယ်ဆိုတဲ့ကားမျိုးတော်မီကကားပေါ်ကနေသွားစို့လို့လမ်းပြောတယ်တနားရီတသားလောက်မောင်းရအောင်ပါလို့လည်းဆက်ပြောတယ်တော်မီဆိုတာကအုံးမောင်ចောင်းနာမည်အုံးမောင်ဆိုတာကလူတွေကသူ့ကိုခေါ်ကြတဲ့နာမည်ငငယ်ကဒီကောင်ကခေါင်းပြောင်နေသပင်ပါတယ်ဒီတော့မကြခေါင်းရိပ်ရတယ်ဒီတော့ကတုံးပြောင်အုံးမောင်တောင်ပေါ်တက်ဇီးကွာလို့နောက်ကြရကအုံးမောင်လို့တွင်သွားတာမပုံနေရိုက်ကြတော့ညီမနာမည်နဲ့ရိုက်ကြရမယ်ဆိုတော့လွယ်ကူကူအုံးမောင်လို့ပေးလိုက်ရကတွင်နေတာပဲတကယ်တော့သူကကပြသူ့ဖေကရေချောင်းဘက်ကဘာညာညာပတ်စံရှိတယ်ကျွန်တော်တို့ငငယ်ကအနုပညာဆိုတာတိတ်ဆိတ်ကူးရင်လို့ကောင်းတဲ့အချိန်တုန်းကဒီကောင်ကအတက်ကြွဆုံးပဲကြပြာနဲ့ကဘာသစ်တီမယ်ဘာရဲ့ညာရဲ့ကျွေးကြော်လာတဲ့အကောင်မင်းဘယ်တော့မှကြပြာဆရာမဖြစ်ဘူးဖြူလေးနဲ့တင်းကြော်ကပြောလေးရှိတယ်ဘာလို့လဲဆိုတော့ကြပြာဆရာဆိုတာဘဝနာရမယ်တဲ့ဒီကောင်ဘဝနာဖို့အတွက်ဘဝဆိုတာကိုလိုက်ရှာပြီးတွေ့ရင်ဒုတ်ကြီးနဲ့အရင်ရိုက်ရတယ်တဲ့ဒီကောင်မှာဘဝနာဖို့ဆိုတာဒီတနည်းပဲရှိတဲ့ဟိုကလေးကဖြူလေးတို့တင်းကြော်တို့ကအဲ့ဒီလိုနောက်လေးရှိတယ်ဟုတ်တုတ်ပဲဒါပြီးတဲ့ဒီကောင်ကကြိုးစားတယ်10တန်းလောက်ကလေးကလက်ပွေရှောင်းတဲ့ဂျာနယ်ကလေးတွေမှာသူ့ကြပြာကလေးတွေပါဘူးတယ်ခိုးတုံးကတော့လေကျွန်တော်တို့အားလုံးတက်ကြွကြတာပဲကျွန်တော်နဲ့ပန်းမောင်ကစိုင်းဆရာဖြစ်ချင်တယ်တင်းကြော်နဲ့ဖြူလေးကပကြီးဆရာဖြစ်ချင်တယ်တော်မီကကြပြာဆရာဖြစ်ချင်တယ်ဒီတော့လေကျွန်တော်တို့တွေအစာအုပ်တွေဝယ်တယ်စာတွေဖတ်တယ်ပကြီးဆရာဖြစ်ချင်တဲ့နှစ်ကောင်ကနိုင်ငံခြားမဂ္ဂဇင်းတွေကပုံတွေကိုလိုက်တူပြီးဆွဲကြတယ်တောက်ကြနေညနေစနေနေ့ညနေကျရင်စုံလေးရှိတယ်ဖတ်ထားတာတွေပြန်ပြောကြတယ်တော်မီကသူရေးထားတဲ့ကြပြတွေကိုဖတ်ပြတယ်ဒီကောင်ကရေးနိုင်တော့နောက်ပိုင်းမှာတစ်ခါဖတ်ရင်တပုတ်ထက်ပိုမဖတ်ရဘူးလို့စီကံထုတ်ရတယ်ကျွန်တော်နဲ့ပန်းမောင်ကသူ့ကြပြတွေကိုအတန်ထားနဲ့ဖတ်တာများတယ်ဒါကိုတင်းကျော်ကလောင်းတယ်တို့ဘာသာစကားမှာအဲ့ဒီလိုအတန်ထွက်မျိုးတွေမရှိဘူးလို့ပြောတယ်ဖြူလေးကတော့တပတ်ကိုဗန်နူလာတို့တင်းဆွေအေးတို့ကပုံဆွဲစာကိုအလက်စားတအုပ်ကုံအောင်ဆွဲတယ်တအုပ်ကိုပြား60ကိုတင်းကျော်လေအစတော့ဖြူလေးလိုပဲနောက်တော့ဘာဖြစ်သွားမှန်းမသိဘူးပကြီးစာအုပ်ထဲကစာရွက်တွေကိုကော်နဲ့ကပ်ပြီးအကြီးကြီးဖြစ်အောင်ဆက်တယ်ဆေးတွေကိုတန်းစလုံးတစ်ခုထဲမှာထည့်ပြီးရောဖြော်တယ်ပြီးတော့စာရွက်ပေါ်မှာတွန်ချတယ်တခါတလေတက်တောင်နင်းသေးတယ်နာမည်ပြီးတော့လေခက်ဆန်းဆန်းပဲပွင့်ကန်အန်ထွက်သွားတဲ့ဝေဒနာဆိုတာတမျိုးအာယုံတွေကအပြုံးဆိုတာမျိုးကျွန်တော်အခုထိမှတ်မိသေးတာကတော့ညရဲ့လှပခြင်းဆိုတဲ့ဟာပဲလှမလှတော့မသိဘူးမဲမောင်နေလို့ဘာမှမမြင်အောင်တခါတလေသူတို့ဆွဲတာကိုပကြီးပြပွဲလှုပ်တယ်ဒါကတော့ပန်းမောင်အစီမံပန်းမောင်ကကွန်ဗင့်ကျောင်းတွေကဖမ်းဖဲဆိုတာကိုသွားတိုင်းကောင်မလေးတွေနဲ့သွားရောတယ်ကောင်မလေးတွေနဲ့အတော်တိတယ်ကောင်မလေးတွေနဲ့ပျောပီလှုပ်ချင်တယ်ဒီတော့မင်းအိမ်မှာပကြီးပြပွဲလှုပ်မယ်ကွာကောင်မလေးတွေဖိတ်မယ်လို့ပြောတယ်
ကျွန်တော်ကဘာမှပြန်ပြောနေစရာမရှိဘူးလုတ်ပေါ့ကွာလို့ပဲပြောလိုက်မိတယ်မင်းသတင်းစာဆရာတွေဘာတွေဖိတ်ပြမှာလားဆိုတော့လူမဲအဲ့ဒီလောက်တော့တုံးဖို့မကောင်းဘူးလို့ကျွန်တော်ကိုပြောတယ်ဘာလို့လဲဆိုတော့ခုဟာကကောင်မလေးတွေနဲ့ဟဲလို့ပြောပြီးစက်မပြောဘူးဒီတော့ကျွန်တော်ကဟာသတင်းစာဆရာတွေဘာတွေဖိတ်မှနာမည်ကြီးမှာပေါ့လို့ပြောမိတယ်ပန်းမောင်ကအတော့ကိုမကြည်နဲ့ဘူးသတင်းစာဆရာဆိုတာကမကောင်းဘူးကွာခုမကရတော့ကရင်မေဖဲရကိုသွားရတယ် rock and roll ကိုအယူချေးပန်းလို့ရေးတယ်နောက်ပြီးတော့သတင်းစာဆရာတွေကငါတို့ဖိတ်ရင်ဘယ်လာမလဲအရာကောင်းကောင်းတိုက်တဲ့တန်ယုံတွေဘာတွေလောက်ပဲသွားတာလို့ပြောတယ်ဒီတော့လေဟက်ကောင်ဒီလိုတော့ဖြင့်ငါသတင်းစာဆရာဖြစ်အောင်လုပ်မယ်ကွာစာရေးဆရာမဖြစ်လဲနေပြီတော့လို့ပြောတော့မင်းဟာအချောင်သမားပဲလို့ပြောတယ်အချောင်သမားဆိုတာကနာမည်တိတ်မကောင်းပြီလေခြောင်တော့ခြောင်တာပဲဒီလိုနဲ့ပကြီးပြပွဲလှုပ်ဖြစ်တာပကြီးပြပွဲလှုပ်တိုင်းဖြူလေးကသူ့ပကြီးကားတွေကြောင့်ရှင်းပြတယ်သိန်းကျော်ကရှင်းမပြဘူးပကြီးဆရာစစ်ဆိုတာကိုယ့်လက်ရာတွေကိုမရှင်းမပြရဘူးလို့ပြောတယ်ကြည့်သူရဲ့ခံစားမှုအတိုင်းတာလျော့ပါသွားနိုင်တယ်ဆိုသလားပဲဒီတော့လေကောင်မလေးတွေကသူ့ကိုတိတ်မကြိုက်ကြဘူးဖြူလေးနားမှာကောင်မလေးတွေဝိုင်းတယ်ဖြူလေးအနာဝိုင်းတဲ့ကောင်မလေးတွေအနာပန်းမောင်ကဝိုင်းတယ်ဒီတော့မှကျွန်တော်လည်းဒီကောင်ပြောတယ်ဟဲဆိုတာသဘောပေါက်လာတယ်ကျွန်တော်ကတော့တမာတိပိုးကလေးနဲ့ပဲပိုးတယ်ကျွန်တော်ကကန်တရားတို့ဘာလို့တိတ်မယုံဘူးမိုးပေါ်ကအက်ဒဇင်းနဲ့မြေကြီးပေါ်ကအက်ဒဇင်းစုံနိုင်တဲ့အလားမျိုးကိုမျောလင်းတတ်တဲ့လူမျိုးဒီတော့လေတချို့ကောင်မလေးတွေကကျွန်တော်ကိုကြည့်ပြီးသူကတော့တမျိုးကြီးပဲရိုးတယ်နော်အေးတယ်နော်လို့ကောက်ချက်ချကြတယ်အဲ့ဒီကလေးကကျွန်တော်လည်းပညာတစ်ခုရပါတယ်ရိုးတယ်အေးတယ်ဆိုတာအတော့ကိုလဲတဲ့လူတွေလောက်မှဖန်တီးနိုင်တဲ့ဂုံကြီးတရက်ပဲလို့10တန်းအောင်တော့တော်မီကဆေးချောင်းတက်ခွင့်ရတယ်ကြပြာနဲ့ကဘာအစ်ကြီးတစ်ခုတီဆောက်မယ်ဆိုတဲ့အကောင်ကကဘာအစ်ကြီးထဲမှာအသက်ရှင်နေနိုင်ဖို့ပတ်စံလိုတယ်ဆရာဝန်ဖြစ်ရမယ်ဆရာဝန်မကိုရရမယ်ဆိုတဲ့အခြေခံနေရနဲ့ဆေးတက္ကသိုလ်ကိုတက်တော့တာပဲကြပြာနဲ့ကဘာအစ်ကြီးတစ်ခုတီမယ်ဆိုတာဘလို့ဖြစ်သွားတော့ဆိုတော့ကဘာအစ်ကြီးထဲရောက်ရင်ကြပြာဟာသူ့အလိုလိုဖြစ်လာမယ်တဲ့ကြပြာဆိုတာရင်ထဲအသေးထဲမှာရှိနေတာပတ်စံငါအဲ့တော့ရှာတက်မှာတဲ့ရင်ထဲအသေးထဲမှာပတ်စံမရှိဘူးတဲ့ဒီကိစ္စကကြက်ကလေးနဲ့ကြက်ဥလိုမျိုးမဟုတ်ဘူးဆိုပဲကြပြာကခဏနေဆိုပြီးထားလို့ရတယ်ကဘာတစ်ကြီးဆိုတာကကိုယ့်ကိုစောင့်နေမှာမဟုတ်ဘူးတဲ့ဒီလိုနဲ့တော်မီရဲ့ကဘာတစ်ကြီးကိုခြိတက်ရလမ်းမှာကြပြာသည်တာမညဆရာဝန်မရရည်သည်ပထမဖြစ်သွားရောဒီတော့သိန်းကျော်နဲ့အရင်ဆုံးစပြီးစကားများရတော့တာပဲသိန်းကျော်ကတော်မီကိုအမှုပညာပေါ်တစ္ဆာဖောက်တယ်လို့ဆွဲချက်တင်တယ်တော်မီကအမှုပညာကငါ့ဘောတစ္ဆာရှိရမယ်လို့မှာခဲ့တာရှိသလားလို့ပြန်ချဲတယ်အဲ့ဒီညကဟိုက်ဆွမ်းမှာစားရင်တောက်ရင်လက်ဝဲဝဲဖြစ်ကြတော့မလို့ကျွန်တော်ကပဲလမ်းကြောင်းပြောင်းတဲ့အနေနဲ့သိန်းကျော်ကိုမင်းလိုက်နေတဲ့ကောင်မလေးနဲ့အဆင်ပြေပြီလားဆိုပြီးလမ်းလွဲလိုက်ရတယ်ဒီကောင်ကသူ့ပကြီးပြပွဲလာကြီးတဲ့ကုန်းဝင်ကြောင်ထွက်ကောင်မလေးတယောက်ကိုကြိတ်ပြီးလိုက်နေတာနောက်တော့ခိုးပြေးရောကောင်မလေးအိမ်ကသဘောမတူလို့ဘလို့လို့တူမလဲဘလို့ရလာတဲ့စိတ်ကူးမှန်းတော့မသိဘူးပကြီးဆရာနဲ့တူအောင်ဆိုပြီးဒီကောင်ကစုပ်တီးစုပ်ပြက်နေတယ်သပင်းရှိထားလွယ်အိတ်လွယ်စေးပေါ်လိတ်လက်ကြားညက်ကက်သလစ်ကျောင်းကကောင်တွေကောင်မလေးတွေကဂေါ်လီတို့အော်ရီယန်တို့လိုမှထိုင်တော့ဒီကောင်ကလမ်းဘေးကလက်ဖေးဆိုင်မှာထိုင်ဒီတော့လေကောင်မလေးဘက်ကကြည့်မရအောင်ဟဲ့ကောင်ခေါ်ခင်တို့ဗန်ဂေါ်တို့ကိုအာမကြမနေနဲ့ရန်ဖရန်တေတော့စုတ်တန်အစုပ်၄၅ချောင်းနဲ့တောက်တူမဲရလောက်ဝဲကြံတယ်သူတို့ကနှစ်100-200လောက်ကြံခဲ့ပြီထင်တယ်လို့ပန်းမောင်ကတော့နောက်လျှရှိတယ်ပကြီးဆရာဆိုတာပကာသနာမလို့ဘူးလို့ဟိုကောင်ကပြန်ပတ်တယ်သိန်းကျော်ကပကြီးဆရာပဲဖြစ်ချင်တာလောကကြီးကြောင်းမှမသိပဲလောကကြီးကပကာသနာမတ်တယ်သူခိုးပြေးတဲ့ကောင်မလေးတလားလောက်ကြာတော့အချိုတက်ပြီးဟိုဘက်ကမိဘတွေကပြန်လက်ခံတယ်ဖုတ်ဖက်ခါပူတင်လေးပါလေးပြန်ထေးပေါ်လစ်လေးပါလေးပြန်တုပ်ပြီးနိုင်ငံခြားမှာ10နှစ်လောက်သွားပညာသင်ရာကပြန်လာတဲ့ငနေနဲ့ပေးစားလိုက်ရောသိန်းကျော်ရင်ခွဲတော့အရက်တောက်တယ်ကျောင်းလဲမတက်တော့ဘူးဟိုရောင်ဒီရောင်ဖြစ်ရောအိမ်ကနှင်ချတာခံရရောပထမတော့သူ့တငယ်ချင်းတွေအိမ်မှာလှည့်ပတ်နေတယ်တငယ်ချင်းတွေကကြွေးထားကြတယ်နောက်တော့အနုပညာရေခံမြေခံကောင်းတဲ့ရွှေညာစီသွားမယ်ဖြစ်ကြရောပကံမှာအယုတ်ရေးမယ်မန္တလေးကပကြီးဆရာတွေစီမှာတပည့်ခံမယ်ရဲဆိုပြီးပထမနှစ်မပြီးရင်ထွက်သွားတော့တာပဲမသွားခင်ညကကျွန်တော်တို့တွေထမင်းစုစားတော့ဖြူလေးကိုကျင်းတယ်မင်းကပကြီးဆရာဖြစ်ချင်တာမဟုတ်ဘူးပကြီးဆရာလို့အခေါ်ခံနေတာပဲတဲ့အဲ့တော့ဖြူလေးကအတော်ကလေးဟုတ်နေပြီ
တက္ကသိုလ်ပထမနှစ်တော့သူနဲ့တွေ့ရသိရတဲ့တရုတ်ကပြားကလေးတယောက်ကဆက်ပေးလို့မဂ္ဂဇင်းတချို့ပုံနှိပ်တိုက်တချို့နဲ့အဆက်အသွယ်ရနေပြီတရုတ်ကပြားလေးအဖေကအဲ့ဒီတော့ကရှာရှာပပလစ်တိုဆက်ဆိုလာပိုင်တော့အားတဲ့အခါကာလာခွဲတာတွေဘာတွေသွားကြည့်နေပြီလက်တို့လက်တောင်ဝင်ကူတယ်ဂျိုကြားတရုတ်ဖော်ပုံကလေးတွေဆွဲရတယ်တိန်းကျော်က illustration ဆွဲတာပကြီးဆွဲတာတွေမဟုတ်ဘူးတရုတ်ဖော်ပုံဆွဲတာဘာညာနဲ့ဆွဲချက်တင်နေသေးတယ်ဒီကောင်ကဘာကြီးပြောဘာကြီးဆွဲချက်တင်နေဖြူလေးလက်ရတချို့ကိုလူတွေတိလာတယ်ဖြူလေးကညနေတိုင်းဘီယာပုံမှန်တောက်နိုင်နေပြီကျွန်တော်တို့ကတော့တောက်ကြနေညနေလူစုကြတဲ့အခါမှာတောက်ကြတယ်ပန်းမောင်နဲ့တော်မီကအတူလာလေးရှိတယ်ဆေးချောင်းနဲ့ပညာကြီးကနီးတယ်တကယ်တော့ပန်းမောင်ကကျောင်းဆရာဖြစ်ချင်လို့ပညာကြီးမှတက်တာမဟုတ်ဘူးသူကဆရာလုပ်ချင်တာနောက်တစ်ချက်ကတော့ကျောင်းဆရာမှဖြစ်ချင်တဲ့ကောင်မလေးတွေကနေကလာကြတာမွန်ရီရဲ့လို့သူကပြောလို့ရှိတယ်ဒါကြောင့်လည်းဖြစ်နိုင်တယ်နောက်တော့အီကိုမှာခြေကြတာများတယ်အီကိုကကောင်မလေးတွေကပိုလာတဲ့အီကိုကမဒီပြိုမှဒီအီကိုကညစ်တာတဲ့ဒုတိယနှစ်လောက်ကစပြီးသူနဲ့ကျွန်တော်အာကျုံးမန်တန်နဲ့စာရီရေးကြတယ်ဘယ်မဂ္ဂဇင်းတိုက်ကမှမတုံးတတိယနှစ်ရောက်တော့တနေ့ညနေဘက်ပန်းမောင်နဲ့ကျွန်တော်ဖြူလေးကိုသွားတွေ့တယ်ဖြူလေးကပုံနှိပ်တိုက်မှာညနေဘက်အလုပ်ဝင်လုပ်နေတယ်အဲ့ဒီမှာသူ့အလုပ်ရှင်ဖြူဝါးဝါကြီးနဲ့တွေ့တယ်စကားပြောရင်အဲ့ဒီလူကြီးကပညာပေးတာလေးပါလေးရေးကြည့်กว่าဝတ္ထုတို့ဘာလို့ဆိုတာတော်ယုံတိုးမဝင်နိုင်ဘူးလို့ပြောတယ်ပန်းမောင်ကအဲ့ဒီစကားကိုတိတ်သဘောကျပါလားအဲ့ဒီနေ့ကစပြီးပန်းမောင်လည်းဟုတ်တော်ရှိမဟုတ်တော်ရှိစာကြည့်ရိုက်ထဲမှာအင်္ဂလိပ်လိုရေးထားတာတွေမွေနောက်ရှာပြီးဘာသာပြန်တော့တာပဲမကြခင်သူ့ဆောင်းမှာတပုတ်စာနှစ်ပုတ်စာမဂ္ဂဇင်းထဲမှာတွေ့လာရတယ်ကျွန်တော်ဝတ္ထုတွေကတော့ဆရာကြီးဦးဖိုးသိန်းဆုံးမဘူးသလိုဆောင်းထဲမှာမီးလုံရအောင်စုထားရတော့မယ်အဖေကလည်းအားပေးတယ်မင်းဝါသနာကဖြစ်မင်းဘာသာထမင်းငတ်ကောင်ငတ်မယ်ငါစည်းပွားတော့မပြတ်တော့ဘူးရေးတာရေးတဲ့ကျွန်တော်တို့အကြကတိန်းကျော်ပဲ့ထွက်သွားပြီတဲ့ကျွန်တော်တို့ကတော့တွဲပဲစာပေတွေကြပြတွေပကြီးတွေအကြောင်းပြောကြပြီတဲ့ချွေးနဲ့မထွက်အောင်နေတတ်လာကြတယ်အဲရိုရှက်ကြိုက်လာကြတယ်ကလောင်အချုပ်ဆိုင်မှာဘောင်းမီအပ်ကြတယ်ယတနာထုံးမှာဝီစကီစစ်ဝဲတက်လာတယ်အနုပညာသည်အနုပညာအတွက်ဆိုတာသဘောကျလာကြတယ်မကြလို့လည်းမဖြစ်ဘူးအနုပညာကြီးကိုစီမှာကတ်နေမှာတော့စိုးနေရသေးတယ်ငယ်တုန်းကလို့မမတ်ရဲကြတော့ဘူးကက်စီဟာကောင်မလေးတွေလည်းတွေ့လာကြတာ哦ဖြူလေးနဲ့ကျွန်တော်ဘွဲရပြီးတော့ပန်းမောင်ဘွဲရတယ်နောက်တော့တော်မီဆရာဝန်ဖြစ်လာတယ်တိန်းကျော်အတန်နည်းနည်းပပကြားလာရတယ်ဒီနေ့မနက်ခတ်စောတော်မီတယောက်သူ့ဖေကောင်ဆယ်ကားမောင်းပြီးကျွန်တော်စီရောက်လာတယ်အေးရလိတ်ဟိုတယ်ကသူ့ဖေနဲ့တည့်ရဲ့လူတယောက်ကဟိုတယ်မှာနေတဲ့လူတယောက်ကိုလာခေါ်ဖို့ဖုန်းဆက်ပြောတယ်အဲ့ဒီလူကတော့တခြားလူမဟုတ်ဘူးတိန်းကျော်ပဲအဲ့ဒါကြောင့်ကျွန်တော်ကိုလာခေါ်တာတဲ့ဒါနဲ့ပဲကျွန်တော်တို့နှစ်ယောက်သားအင်းရလိတ်ဟိုတယ်ကိုသွားခေါ်ကြရတယ်အဖြစ်ကဒီလိုတိန်းကျော်ကပကံဘက်မှာအယုတ်ရင်းနိုင်ငံခြားကလာတဲ့အဖြူမတယောက်နဲ့တွေ့တယ်အဖြူမကသူ့လက်ရာတွေကြိုက်တယ်တူတူပြောရရင်တော့ဒီကောင်ကိုဟိုတယ်မှာခေါ်လာပြီးအတူနေတယ်သူ့ပကြီးကားတွေကိုဟောင်ကောင်ယူသွားပြီးချောင်းချပေးတယ်သူပြန်လာမယ်လို့ပြောပြီးထွက်သွားတာပဲအဲ့ဒီကလေးကဘာသတင်းမှမကြားရတော့ဘူးခုတော့ဟိုတယ်ဘူးလည်းမပေးနိုင်ဘူးပေးစရာလည်းမရှိဘူးကျွန်တော်တို့ပဲရှာကြံလုပ်ပေးလိုက်ရတယ်သူကတော့အဖြူမကိုလွမ်းနေသေးတယ်အမှုပညာသည်ဆိုတာဆွဲလန်းမှုမရှိရဘူးကဆွဲလန်းတာတက်မှတ်တာကတဏှာပဲဒိဋ္ဌိဖြစ်ဖို့လမ်းစာပဲလို့ကျွန်တော်ကနောက်တော့တိန်းကျော်ကဆဲတယ်ဒီလိုနဲ့တိန်းကျော်ကျွန်တော်တို့စီပြန်ရောက်လာတယ်ရောက်တဲ့နေ့ကပဲတော်မီကတိန်းကျော်မျက်နှာကအသားရောင်နဲ့မတူတဲ့အကွက်တချို့တိတ်ချာချာကြည့်ပြီးတိတ်အချိန်နေမကောင်းတော့ဘူးလို့ကျွန်တော်ကပြောတယ်ကျွန်တော်လည်းဘာမှန်းတော့တေချာမသိဘူးကျွန်တော်ရိမ့်မိတာတခုကတော့ပြောပုံဆိုပေါက်ကတိတ်မဟုတ်တော့ဘူးနည်းနည်းခြောင်စားပြူပြီးထင်တယ်ဒါပေမဲ့အနုပညာအကြောင်းကတော့ပြောတော့မယ်ကျွန်တော်တို့ချဲ့တော့မယ်မင်းတို့တို့အနုပညာအပေါ်သစ္စာမရှိခဲ့ကြလို့ငါမှမင်းတို့အတွက်ပါပို့ပြီးသစ္စာရှိပေးနေရတဲ့တိန်းကျော်တယောက်ရန်ကုန်ပြန်ရောက်လာပြီးကျွန်တော်တို့နဲ့တိတ်မတွဲတော့ဝေလိုတဲ့အခါဝင်တောင်းတာလောက်ပဲရှိတော့တယ်လာရင်လဲမူးနေတာများတယ်အနုပညာအကြောင်းဘာအကြောင်းညာအကြောင်းကတော့ပြောတော့မယ်တချို့လူငယ်ကလေးတွေကသူ့ကိုကြည့်ပြီးအားကြပုံရတယ်ကျွန်တော်တို့တွေကငယ်ပေါင်းတွေဖြစ်နေလို့သူ့ကိုမညှို့ညင်ပေတဲ့မိန်းမတွေကလက်မခံကြအောင်နောက်တော့တော်မီကပဲဓားပိန်ဘက်ကသူတို့နဲ့ရင်းနဲ့ဖုန်ကြီးကြီးခေါ်သွားပြီးအပ်ထားတာသိရတယ်အဲ့ဒါတော့ဖြူလေးသားလေးကဘွဲရတဲ့နေ့ကကျွန်တော်တို့တိုက်ပြန်ဆောင်ကြမှာတော်မီပြောပြလို့သိရတာဒီနောက်တော့အဆက်အသွယ်မရှိသလောက်ပဲ
ကျွန်တော်လည်းရန်ကုန်ကိုတစ်နှစ်လောက်နေမှတစ်ခေါက်ရောက်ဖို့အနိုင်ရဲ့ခုအခါရန်ကုန်ရောက်တော့သိန်းကျော်တည်တယ်ဆိုတာကြားရတာပဲသိန်းကျော်ကိုမြေမြုပ်တော့ကျွန်တော်တို့နဲ့သူနေတဲ့ကြောင်ကဖုန်းကြီးပဲရှိတယ်အဲ့ဒီကပြန်လာတော့ကားပေါ်မှာတယောက်ကိုတယောက်ဘာမှမပြောဖြစ်ကြဘူးအားလုံးစိတ်ထဲမှာငငယ်တုန်းကအကြောင်းတွေးနေကြလိမ့်မယ်ထင်တယ်အဲ့ဒီတုန်းမှာပဲဖြူလေးကရေးစားတော့ကွာဆိုင်ကောင်းလက်ဆိုင်ဝင်ကြရအောင်လို့ပြောတော့ဆိုင်တစ်ဆိုင်ဝင်ပြီးဘီယာတောက်ကြတယ်ကျွန်တော်လည်းဖတ်ထားလိုက်ရတဲ့အကြောင်းကလေးတစ်ခုကိုမစီမဆိုင်သတိရလိုက်မိတော့တော်မိကိုမေးကြည့်မိတယ်ဟေ့ကောင်မင်းကကြပြာအကြောင်းဟောပြောတယ်လို့ငါဖတ်လိုက်ရပါကလားလို့မေးတော့တော်မီကဘာမှမဖြေဘူးလက်ချံလေးတွေနဲ့လှုပ်ရှားနေတာလို့ပန်းမောင်ကဝင်ပြောတယ်မင်းကြပြာအကြောင်းမပြောတာကြာလာပါပကောလို့ဖြူလေးကဝင်ပြောတယ်ထမင်းမငတ်အောင်လုပ်နေရသေးတာကိုဟာခုတော့ငါလည်းမင်းလိုပဲပေါ့စားဖို့တောက်ဖို့မပူရတော့ကြပြာဘက်နည်းနည်းပြန်လှည့်နိုင်တာပေါ့လို့ဖြေတယ်မင်းကပကြီးပြန်ဆွဲလို့လားဖြူလေးလို့ကျွန်တော်ကတအန်တော်နဲ့ဖြူလေးကိုမေးလိုက်မိတယ်တနေ့တကားလောက်ပါကွာဒီတော့လေတချို့ကငါ့ကိုအထင်ကြီးရတယ်ခုတော့လူကြီးဖြစ်လာပြီမဟုတ်လားလူငယ်တွေအထင်ကြီးအောင်မင်္ဂလေးနဲ့လည်းနေရသေးတယ်ပြပွဲလုပ်တဲ့အခါဆွဲထားတဲ့ကားလေးတစ်ခါလောက်တင်တာပေါ့ကွာလို့ပြန်ဖြေတယ်ပြီးတော့ရောင်းရံမဟုတ်လို့ရေးထားလိုက်တယ်မဟုတ်လားလို့ပန်းမောင်ကဝင်ပြောတယ်ပွဲပြီးတော့မှတိတ်ပြန်ရောင်းတယ်မဟုတ်လားလို့တော်မီကဝင်ပြောပြန်တယ်ဖြူလေးကတော့ငငယ်ကအတိုင်းပဲပြုံးဖြည်းဖြည်းနဲ့ပတ်စံပူရတယ်ဟာလို့ပြောတယ်မင်းမပတ်စံလိုလို့လားလို့ကျွန်တော်ကမေးမိတယ်ဖြူလေးကရီတယ်ပန်းမောင်ကမင်းသူ့စီအဝင်လောက်ပါလားတလဒေါ်လာ9000လောက်တော့ပေးထားနိုင်တယ်လို့ဝင်ပြောတယ်မင်းကရောစာမရေးတော့ဘူးလားလို့ပန်းမောင်ကိုကြည့်ပြီးကျွန်တော်ကမေးလိုက်တယ်ရေးပါတယ်လို့ပြောပြီးစက်မပြောပဲဘီယာတောက်နေတယ်ပန်းမောင်လားရေးတာပေါ့ကွာနိုင်ငံခြားလာတဲ့စာအုပ်တွေနင်းပြီးဘာသာပြန်တာလို့တော်မီကဝင်ပြောတယ်ဘာတွေပြန်နေတော့လို့ကျွန်တော်မေးတော့ပန်းမောင်ကပြုံးနေတယ်ဘာမှပြန်မပြောဘာတဲ့လို့အစချီပြီးဖြူလေးကဝင်ပြောတယ်35မိနစ်အတွင်းမီလီယံနာဖြစ်နီးလို့ထိတ်ဆုံးသူဖြတ်ချော်ရောက်ရှိနီးလို့ဆိုတာဒီကောင်ပြန်တာတွေပေါ့ဘာခေါ်တယ်ကွတက်ကျန်းဆိုတာမျိုးတွေဖတ်တဲ့လူတော့ဖြစ်မဖြစ်ရောက်မရောက်ငါမသိဘူးဒီကောင်နောက်ဆုံးဝယ်ထားတဲ့ကွန်ဒိုကြီးကတော့လင်းမြန်ဆင်းလို့ရလောက်တယ်ပန်ဟောက်ဆွီမဟုတ်လားအခုမင်းအကောင်ကဘယ်နှယောက်မြောက်နဲ့တွဲနေလဲဆိုတာမေးကြည့်စမ်းမအောင်တဲ့ပန်းမောင်ကဘာမှမပြောဘူးနောက်တော့ပန်းမောင်ကဖြူလေးကိုပြုံးဖြည်းဖြည်းနဲ့ကြည့်ပြီးမင်းမဆက်ပိတ်ထားတိတ်နေငါ Glenfiddich ဝယ်တိုက်မယ်ဆိုပြီးပြောပြီးထသွားတယ်ပန်းမောင်နဲ့ဇပွဲတိုးကလေးတယောက်ပြန်ပါလာတယ် Glenfiddich တစ်လုံးနဲ့ဖန်ခွက်တွေပါလာတယ် lobster မာတာတယ်ဒီကဒါဖြင့် seafood marinara ရရင်မှာကွာလို့ကျွန်တော်ကပြောလိုက်တယ်သူကဇပွဲတိုးကောင်ကလေးကိုမှာပြီးသူ့နေရာမှာပြန်ထိုင်လိုက်ရင်မင်းကတော့ခုတလောအတော်ကလေးရေးနိုင်ပါလားမဂ္ဂဇင်းတွေထဲမကြတွေ့ရတယ်လို့မင်းကျွန်တော်ကိုကြည့်တယ်အေးကွာစားဖို့တောက်ဖို့မပူရတော့လို့ပဲဟိုတလောစီကငါမမြင်ဘူးခဲ့တဲ့ငါဘေးကြီးတယောက်လွိုက်မှာထားခဲ့တဲ့အမွေငါရတယ်သူတို့ကလိုက်ရှာပြီးပေးတာလို့ကျွန်တော်ကဖြေလိုက်တယ်တော်မီကဒီကောင်ကမိုးပေါ်ကအက်တချောင်းနဲ့မြေကြီးပေါ်ကအက်တချောင်းစုံနိုင်တယ်လို့အရင်ကလေးကမျောလင့်ထားတဲ့အကောင်လို့ပြောတော့အားလုံးရီမိကြတယ်အဲ့ဒီတော့မှပဲစပွဲထိုးကောင်ကလေးကဖန်ကွက်တွေတဲ့မော့ထဲလို့ပြီးသွားတယ်တော်မီကဖန်ကွက်ကိုကောက်ကင်လိုက်ပြီးမတက်ရက်ရင်သိန်းကျော်အတွက်လို့ပြောတယ်ကျွန်တော်တို့အားလုံးလည်းမတက်ထလိုက်ပြီးဖန်ကွက်တွေကိုမြောက်ရင်သိန်းကျော်အတွက်လို့အားလုံးလိုက်ဆိုကြတယ်ပြီးတော့မောချလိုက်ကြတယ်ပြန်ထိုင်လိုက်ကြပြီးအတော်ကလေးကြအောင်ဘာစကားမှမပြောဖြစ်ကြတော့အဲ့ဒီတုန်းမှာပဲဖြူလေးပါဇက်ကစိတ်ပြတ်တဲ့အတန်မျိုးနဲ့ဒီကောင်ကတော့ကွာအခုတော့အမွေရှားလိုက်တဲ့ကောင်ပဲလို့ပြောတဲ့ကြားလိုက်ရတယ်ဘာကိုအခုတို့လို့သူဆိုလိုမှန်းတော့မသိဘူးဘယ်သူကမှဘာမှမပြောကြဘူးအပြင်ဘက်ကိုပဲကြည်နေမိကြတယ်အပြင်ဘက်မှာနေရောင်လင်းတောက်နေလို့အပူချိန်ပြင်းမယ်ထင်တယ်လို့ပြောရတာကကျွန်တော်တို့ထိုင်နေတာကလေအေးဆက်တက်ထားတဲ့အခန်းထဲမှာအတန်လဲလုံနေကြည်နေတော့အပြင်ဘက်နေဘူးကျဲတဲ့အောက်မှာလူနှစ်ယောက်စကားတပြောပြောနဲ့ရှောက်သွားတာကိုလမ်းမြင်နေရတယ်သူတို့ကြည့်ရတာကတော့ပူပုံမရဘူးဒီလူနှစ်ယောက်ခမအေးကန်းထဲမှာထိုင်ပြီးဘီယာတောက်ဝီစကီတောက်တဲ့အရာတောင်တိကျမှတိမယ်သူတို့ရဲ့တိမှန်ခံစားနိုင်တဲ့အတိုင်းအတာထဲမှာလဲပူတယ်ဆိုတာတိမှရှိမှာမဟုတ်ဘူးပူမယ်ထင်တယ်လို့ထင်မိတယ်ကျွန်တော်ရဲ့အထင်ကသာမှားဖို့များလိမ့်မယ်ညင်သား